ထိုးထားပြန်ပြီချုပ် fast ball တောက်ထားတယ်ဘင်လာတင်ဆွဲမြောက်ထားပြီโอ้ကြောင်လိန်တက်ကွက်ကြီးဗျာနော်လှလိုက်တာဗျာဘာဝဖတ်တယ်ကမင်းသားကြီးစင်မင်းကိုအားထစ်ပေါ့နော်ဘာတွေလုတ်ပြမလဲစောင့်ကြည့်ရမယ်ဗျာနော်ကောင်းပြီတင်းကြီးအနေငယ်လေးရော့သွားတယ်ဗျကဲဒီငယ်လေးတို့တတိပေးတယ်နော်ဒီငယ်လေးတို့ရေပဲကင်းနဲ့ပွေထွေးဖို့ကြနေရင်မြမဩဘာရဲ့ငက်ကြီးတောင်စေတပုံးမှာ30 cc ထည့်ပြီးဖမ်းပြချိန်ဖြန်းရုံနဲ့ပွင့်ထွေးပိုးရှင်ပန်းမွေးပိုထိုင်နဲ့ငက်ကြီးတောင်အာထစ်ကွင်ပါပါဒီတစ်ချိန်မှာရရှိခဲ့ပြီအာထစ်ဘဲလေးနဲ့အသာရမတယ်ညာနဲ့ဆွတ်တင်တယ်โอ้ဘင်လာတယ်ဒါမျိုးလာလို့ရတော့နော်လှိုင်းသားရဥဆောင်နေတာမြင်ရတယ်ဗျနော်တီလီစားပဲထိုးထားတာမြင်ရသေးတယ်ဗျဘတ်စဘောတောက်ထားတဲ့ခေါင်းလေးနဲ့ဂွင်လေးနဲ့မတယ်โอ้ပုံမှန်ပုံနေကြတချောင်းထောက်ဖောကနေမှပလင်ထိုင်ပလင်ပေါ့နော်ထိုင်ပလင်ပုတ်သွားတာတော်တော်လှပပါတယ်ဗျပိုက်ခောက်တွေနဲ့အမှတ်ရရှိခဲ့တဲ့အတွက်ကြောင့်ထပ်ထိုးဖို့ကြိုးစားနေတာဗျနော်အားထစ်ဒီချိန်မှာ fast ball အသေးလေးချူရောက်သွားတယ်โอ้အသေးလေးအမှားပြင်ပြော့ပေါ်ခဲ့ပြီโอ้ very good စားပစ်တယ်โอ้fast ball ခေါင်းတောက်ထားတယ်အားထစ်โอ้စိတ်ဆိုးနေတယ်ဗျဘင်လာတင်စိတ်ဆိုးနေတဲ့ဘွားတွေကကြောက်စရာကြီးဗျနော်